မင်္ဂလာပါဒီနေ့ဘလော့လေးရတော့နေပြည်တော်ရွှေချပင်ရက်ကွက်ကမေယူလမ်းမှာရှိတဲ့တငယ်ချင်းပလင်းဝင်းရဲ့ဆိုင်ကိုရောက်သွားခဲ့ပါရှင်ဒါဒီရတော့ဆိုင်ကိုရောက်ပါပြီဆိုင်မှာလိုက်စုံစမ်းနေပါတယ်ဒါမှဆိုင်ကဒါ၃ချိန်မြောက်သွားတာပေါ့နော်ပထမတစ်ချိန်ကလည်းမူရီအားရွာလို့ဒုတိယတစ်ချိန်ကျတော့လူရဲ့အားပြေထိုင်စရာခုံမရှိလို့ဒါတော့တတိယတစ်ချိန်မှာတော့အောင်မြင်စွာနဲ့ပလဲနဲ့တွေ့ခဲ့ပါတယ်ရှင်ပလဲကလည်းအရန်အလုပ်ကြီးရှုပ်နေတယ်သူကိုယ်တိုင်လည်းကစတမာတွေကိုလိုအပ်တာလေးတွေလိုက်လုပ်ပေးနေရပါတော့ဒါကတော့မူလက်ကောက်ကြော်နဲ့အကျော်သွားမှားနေရပါရှင်ဒီနှစ်ယောက်ကတော့ငတ်ကြီးကြတဲ့နှစ်ယောက်ပါစားဖို့နေပြီးတော့ရောက်တိုင်းအားခင်းနေတဲ့နှစ်ယောက်ပါခုတော့စားရပါပြီရှင်ဒါတော့ကြောပလဲကိုပြောပြနေတာဒါ3ချိန်ရှိပြီလို့ကြာစံချက်ကြာစံချက်ကဒီတော့မကြိုက်ဘူးနဲ့ဟိုလာဖို့ကြာစံချက်ကိုကြာစံချက်နဲ့မကြိုက်ဘူးဒါကိုလည်းပြန်တက်လာပြီပြီးတော့ရောက်နေတော့ဒါရှိရအဲ့လိုရဲ့ကြာစံချက်ကိုကမိုးလကောက်ကြော်မှာတက်ထားလာနော်ဒါအကျော်ဆုံးအစောရှိနေကုန်သွားပြီအငယ်ချင်းရဲ့ဆိုင်ကိုလာရောက်ဝင်းရံအပေးဒီကိုစားဖို့3ချိန်မြောက်ပထမတစ်ချိန်ကမိုးရမ်းရွာလို့လူရချင်းလူတွေပြေးပြီးထိုင်စရာကုန်မရှိလို့ဒီနေ့တော့ညနေဆောင်ဆိုပြေးမှာဆိုလို့အခုဂျားစိန်ကိုလာတာအဲ့ဒါကိုကုန်ပြီတဲ့တော့ကောက်ဘူးနော်ပြီးအလဲကိုလိုက်အကုန်လုံးလုပ်ပြီးတော့မှမရှိဒါကပလဲဝင်းဆိုင်ရဲ့မုတ်လက်ကောက်အကွင်းလိုက်ရချင်တာအကွင်းလိုက်လေးသပွဲမှာရမယ်ကွင်းလိုက်ပြီးပါကောက်ချေပူပူလေးဒါလေးကတော့စားပြီးတောက်ပြီးလို့အားလုံးနဲ့တပုံရိုက်ပြီးတော့ပြန်ပါပြီရှင်သွားစားတော့ရန်စားကောင်းပါတယ်ရှင်